ချင်းမိုင်မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့မွန်ဂျမ်ဆိုတဲ့တောင်ပေါ်ရှုခင်းလေးတောင်ပေါ်မြို့လေးတောင်ပေါ်ရွာလေးပန်းပြေစခန်းလေးကိုတွားကြည့်ရဖြစ်ပါတယ်တွားနေတာဖြစ်ပါတယ်အခုကျွန်တော်တို့လမ်းတွေပူကောက်နေကျွန်တော်လမ်းတွားလမ်းနဲ့ကျွန်တော်တက်လာတာဖြစ်ပါတယ်မကြခင်မှာဒီရွာရဲ့အကြောင်းလေးကိုလည်းကျွန်တော်ဘယ်လိုချုံးလေးပြောပြမှာဖြစ်ပါတယ်ဒီမွန်းကြမ်ဆိုတဲ့ရွာလေးကတော့ကျွန်တော်တို့ချင်းမိုင်မြို့ရဲ့အနောက်မြောက်ဘက်မှာတောင်တန်းလေးပုံမှာတောင်ပုံမှာတည်ရှိတဲ့ပန်းပြေစခန်းမြို့လေးပဲဖြစ်ပါတယ်ရွာလေးပဲဖြစ်ပါတယ်ဒီရွာလေးဟာဆိုလို့ရှိရင်ကိုထိုင်းတရံကန်လုံးမှာမတိတဲ့လူမရှိတော့အောင်ပဲတကယ်ကို tourist ဒီနိုင်ငံတကာကခီးသွားတွေဒီနိုင်ငံတွေက domestic ခီးသွားတွေအများကြီးဆွဲဆောင်နေနေတာလေးဖြစ်ပါတယ်ဒီလိုဆိုတော့သူကတောင်ပေါ်မှာရှိတယ်ရှုခင်းကကြည့်လိုက်လို့ရှိရင်ချင်းမိုင်မြို့ရဲ့မြောက်ဘက်လွင်ပြင်ကြီးကြီးကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အေးတဲ့ရာသီဥတုရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာမှာ cherry ပင်နေရှိတယ်အခုချိန်မှာကျွန်တော်တို့cherry ပွင့်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ cherry ပန်းတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ cherry ပန်းတွေပွင့်နေတာ cherry ပင်တွေ cherry ပန်းတွေပဲဖြစ်ပါတယ်ဒါရိုးရိုး cherry ပေါ့ဒါရိုးရိုး cherry ဂျပန် cherry လည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဂျပန် cherry ကတော့သူကရိုးရိုး cherry တွေလို့ပွင့်မကြေးဘူးတပင်းလုံးစုပုံပြီးမှပွင့်နေထူးခြားပါတယ်အယောင်လည်းပဲပို့ပြီးမှတောက်ပါတယ်ဟိုမှာတွေ့နေရတယ်ဟိုမှာတွေ့နေရတယ်အဲဟာဂျပန် cherry ဖြစ်ပါတယ်ဂျပန် cherry ဖြစ်ပါတယ်ဒီမှာတွေ့တော့ဂျပန် cherry အဲဒီပင်ကဂျပန် cherry ပင်ဖြစ်ပါတယ်ဟိုနှစ်ပင်ပေါ့ဒီဘက်ပင်ဟိုဘက်ပင်ဂျပန် cherry ဒီတမန်လာတဲ့အချိန်ဖြစ်တယ်ပန်းရောင်လေး cherry ပန်းလေးကြည်ပြနေတဲ့ခေါင်းကင်ကြီးတိမ်တိုက်လေးတွေနဲ့တကယ်ကိုကြည်နူးစရာကောင်းတဲ့ရှုခင်းလေးဖြစ်ပါတယ်ဒါတော့ကျွန်တော်ကလေး20လူကြီး40ပေးပြီးမှဝင်ရတဲ့ပန်းချန်လေးဖြစ်ပါတယ်အဲ့တော့ဒီဘက်ဟိုဘက်ရှေ့မှာမြင်နေရတာလင်းပြင်းကြီးကတော့အဲ့တော့ချင်းမိုင်မြို့ရဲ့မြောက်ဘက်မဲရင်မငတ်အဘက်မှာရှိတဲ့လင်းပြင်းကြီးဖြစ်ပါတယ်ဒီရွာရဲ့အကြောင်းကိုနည်းနည်းပြောပြချင်တယ်ဒီရွာကတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30 40တုန်းကဒီရွာကျွန်တော်တို့ဘိန်းတွေစိုက်တယ်တွာလာရမ်းခက်ခဲတယ်တောင်ဆောင်လေးမရှိတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့်မို့အဆက်တွေရခက်ခဲတဲ့နေရာဖြစ်တယ်ဒါပေမဲ့လည်းဒီထိုင်းဘီရင်ရာမနိုင်ကနေဒီမှာသူကဒီပိန်ပါပြောက်ရေးဆိုပြီးမှဒီလက်တော်ရတယ်ဆင်းပြီးပိန်ပါပြောက်ဖွင့်တဲ့ဒီ project တွေတည်ထောင်ပြီးမှ project တွေလုပ်ပြီးမှဆောင်ရွက်ခဲ့တယ်ဒါကြောင့်သူကဒီမှာဒီနေရာအရင်ကဘိန်းစိုက်တဲ့နေရာဖြစ်ပေမဲ့လည်းအဲ့ဒီဘိန်းတဲ့နေရာမှာစာထိုးပြီးမှလမ်းပန်းဆက်တွေကောင်းအောင်လုပ်ပေးလိုက်တယ်တောင်ပေါ်မှာဖြစ်ပေမဲ့ကျွန်တော်ရေမီးဖုန်းလိုင်းဆက်တွေရေးတွေလမ်းသွားလမ်းလာတွေတာဖို့အတွက်ကောင်းကောင်းလုပ်ပေးလိုက်တဲ့ခါမှာလူမျိုးများစွာအတွက်ဆွဲဆောင်မှုရန်ကောင်းတဲ့ဆွဲဆောင်မှုရန်ရှိတဲ့လေဆရာပတ်ဆရာနေရာဖြစ်နေဒီနေ့ထင်ရှားလာတာဖြစ်ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံရဲ့ရမန်နိုင်ပြည်ရင်ရဲ့ကောင်းမှုလို့လည်းကောင်းကျိုးလို့ပဲဖော်ပြလို့ရပါတယ်ဒီနေရာဟာဒီဘိန်းပပျောက်ပြီးတဲ့နောက်ပိုင်းမှာကြေးရွာနေလူထုတွေကိုသူတို့လူထုအခြေစုလူထုအခြေပြုဟိုခီးတွားပေါ့ဒီ community based tourism ဆိုတဲ့ကောင်းစီအောက်မှာခလို့လာတဲ့ခါမှာရွာသူရွာသားတွေအားလုံးလည်းပဲဒီ tourism ခီးတွားလုပ်ငန်းနဲ့အခုကအသက်မွေးဝမ်းကြောင်းလုပ်နိုင်တာဖြစ်တယ်ဆိုင်တွေဖွင့်ကြတယ်ဒီမှာလေဆရာပတ်ဆရာပန်းချန်လေးတွေလုပ်ပေးတယ်ကော်ဖီဆိုင်တွေဖွင့်တယ်စားတော့ဆိုင်ဖွင့်တယ်ပြီးရင်
တဲခုစီယာ home stay ပုံစံရှိတယ်သူက resource ပုံစံရှိတယ်ရင်ကျွန်တော်တို့hotel ပုံစံရှိတယ်ဒီလိုနေရာတွေပြင်ဆင်ပေးတဲ့ခါမှာနိုင်ငံရရက်ကနေပြီးမှတော်ကောင်းဒီနိုင်ငံထဲကနေခရီးသွားတွေတက်တော်ကောင်းဒီမှာလာရောက်ပြီးမှအတွေ့အကြုံတက်အရတာတက်ပေါ့ခံစားမှုအတက်လေးနဲ့တကယ်ကိုချင်းမိုင်မှာမြို့ပြတွေမှာဘန်ကောက်တွေမှာအမတမပူပြင်းတဲ့နေရာဒီမှာဒီတောင်ပေါ်မှာတော့အေးမြတဲ့အရတာလေငင်းလေးတွေနဲ့ခံစားရတဲ့ခါမှာသူတွေတက်အမတမဘွားအမောဖြည့်စေတဲ့နေရာဖြစ်တယ်လို့အပန်းဖြေအနားယူခြင်းစရာနေရာလည်းဖြစ်လာပါတယ်ဒါကြောင့်မို့အများကြီးပြောမလဲလူတွေနှလုံးသားကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်လာတာဖြစ်တယ်ဒီမှာကျွန်တော်ကော်ဖီဆိုင်တွေရှိတယ်ဟိုမှာတူးစိတ်မွေးပြီးမှအမအလားပြတယ်ဒီနေရာတွေရှိလာတာဖြစ်တယ်ဒါကြောင့်အင်မတန်မှတာယာတဲ့ရှုခင်းနေပြေးသွားတဲ့ရွာလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်မွန့်ကြံရွာအောက်ကကျွန်တော်တို့လာလေပတ်စရာနေရာလေးပေါ့နော်ဒါပန်းလေးကျွန်တော်လည်းတွေ့လိုက်ပြီးမှကြည့်ရအောင်ဒီလိုဒီပန်းလေးအမျိုးစုံသူရတီလိုက်ပေါ့ရလာပန်းလာပန်းအမျိုးစုံတို့စိုက်ပြူပြီးမှဒီမှာလူတွေကိုဆွဲဆောင်ထားတာဖြစ်ပါတယ်တပ်ပုံရိုက်ဖို့ဖိုတိုပို့တွေလည်းမျိုးမျိုးသူတို့လှုပ်ထားပေးတယ်အမတမလာပါတဲ့ရှုခင်းကိုနောက်ခံထားပြီးမှဖိုတိုပို့တွေလုပ်ပေးတာသူကြောင့်လူတွေအများကြီးဒီမှာလာရောက်ပြီးမှတပ်ပုံလာရိုက်ကြတယ်တချို့ဆို pre wedding တွေလာရိုက်ကြတယ်တချို့ကဒီမှာ TikTok တွေလာရိုက်တယ်တချို့ကဗီဒီယိုစဝင်ခိုင်းနေလာရိုက်တယ် MCTL MTV တွေလာရိုက်တယ်အများကြီးပဲကျွန်တော်လူတွေအတွက်ဆွဲဆောင်စရာနေရာလေးအခုဖြစ်တယ်ပေါ့ဒါကကျွန်တော်တို့ပထမရောက်တဲ့နေရာဖြစ်တယ်ဒီထက်မြင့်တဲ့နေရာရှိသေးတယ်ဒီထက်မြင့်တဲ့နေရာကိုကျတော့ကျွန်တော်တို့လာပို့တဲ့ကားနဲ့တွားလို့မရဘူးဒီအင်စီကားမြို့ထဲမှာမောင်းတဲ့ကားနဲ့တွားလို့မရဘူးအဲ့ဒီမှာကျတော့ကျွန်တော်တို့ 4wheel ကားနော် highlight နဲ့ပြန်ပြီးမှပြောင်းစီးရတယ်အဲ့မှာစီးတဲ့ခါမှာလည်းကျွန်တော်တို့ကားခ90ထပ်ပေးရတယ်ပြင်ဝင်ကြေးလည်းကျွန်တော်100ထပ်ပေးရတယ်ဖြစ်တယ်အဲကြောင့်ဒီနေရာတော့ကျွန်တော်ပထမဆုံးရောက်တဲ့နေရာဒီနေရာဝင်ကြေးကတော့40ပဲပေးရတာဖြစ်တယ်ဒါပေမဲ့တိတ်တော့မကြေဝင်ပေါ့တိတ်တော့မမြင့်ဘူးဒီထက်မြင့်တဲ့ဒီကနေကြည့်တော့ဒီမှာလင်းတော့ဒါအမြင့်ဆုံးလို့ထင်ရတယ်ဒါပေမဲ့ဒီကနေဆက်သွားရင်ပိုမြင့်တဲ့နေရာပိုပြီးမှတောင်ထိပ်ကျတဲ့နေရာကိုကျွန်တော်တို့ထပ်သွားရတာဖြစ်တယ်လို့ဒါကိုလည်းကျွန်တော်တို့နောက်ဗီဒီယိုကလစ်မှာထပ်ပြီးမှပေါ်ပြတော့မှာဖြစ်ပါတယ်ဒီမှာအခုဆိုမိသားစုလိုက်လာတယ်ဒီလိုတွေ့ကြုံတဲ့ဒီလိုရိုးရာကားလေးတွေခေါ်စီးကြတယ်ဒါဒီတမကလေးတွေတွေ့လည်းပုဂ္ဂိုလ်တာဖြစ်တယ်ဒီမှာတိုးလေးတွေလည်းမွေးမြူထားပြီးမှဆွဲဆောင်မှုလေးတွေလုပ်ထားပေးတာဖြစ်တယ်ဟိုးအောက်မှာတိုးချန်လေးဒီမှာတိုးကောင်လေးတွေမွေးထားတယ်အမှအစားတော့ကျွေးလို့ရတယ်ဓာတ်ပုံရိုက်လို့ရတယ်တိုးလေးတွေနဲ့ဒီလိုဓာတ်ပုံရိုက်တဲ့နေရာလေးတော်တော်များများနောက်ခံတော့ကျွန်တော်ဒီတောင်ကုန်းနဲ့လင်းပြင်းနဲ့ကောင်းကင်ပြာကိုနောက်ခံထားရများတာတွေ့ရပါတယ်ဒါတော့ကျွန်တော်တို့မွန်းကြံရွာရဲ့လာနဲ့ရှုခင်းနဲ့အကြောင်းပဲဖြစ်ပါတယ်ဟိုးဘယ်မှာတွေ့နေရတဲ့အဖြူဖြူလေးတွေကကျွန်တော်တို့ညလာအိတ်လို့ရတဲ့တင့်လေးတွေပေါ့ဒီကောင်သူကအဲ့ကောင်ဒုံးလို့ခေါ်တယ်တညအိတ်လို့ရှိရင်တခန်းကိုသူကဈေးမျိုးမျိုးရှိတယ်3000ကနေစပြီးမှ9000တိရှိတယ်လူလဲ3ယောက်အိတ်လို့ရတယ်4ယောက်အိတ်လို့ရတယ်အဲ့လိုမျိုးမျိုးစားမင်းကြံထားတာရှိပါတယ်လို့ဒါတော့ကျွန်တော်ပြန်အစင်းပေါ့ဒီမင်းကြံပါနဲ့ပြန်အစင်းခီလမ်းပဲဖြစ်ပါတယ်ရွာလမ်းလေးပဲဖြစ်ပါတယ်ဒါပေမဲ့လည်းကတ်တရားလမ်းနေနဲ့ကောင်းမှုလုပ်ထားတဲ့အခါမှာ safety အတွက်လည်းညနေမှာကောင်းပါတယ်ကျွန်တော်အသက်အစင်းလေးရှိပါတယ်ဒါပေမဲ့လည်းဒါတဲ့ဆမ်ပုတ်တွေဟိုလမ်းတင်ကေတာတွေလည်းပြေဆုံးလို့တာခင်ဆုံးခင်ဒီကွန်းကျော်ပဲလုံချုံမှုအတွက် safety တွေလည်းအမတမကောင်းလုပ်ထားတာရှိပါတယ်ဒီလိုမျိုးနေရာမှာဒီသုံးနေမှာလာအိတ် resort တွေမှာလာအိတ်တွေကိုခန်းနေမှာလာအိတ်တွေမှာအပန်းဖြေတဲ့ခါမှာစားတော့လည်းမပူစရာဘူးပူစရာမလို့
တို့ည service အပြည့်စုံပေးတယ်ပူပေးတယ်အိမ်အထိအပြည့်စုံရှိတယ်ဆိုတဲ့အကြောင်းညစဉ်ဒီကို